ဒီနေ့တော့ကျွန်တော် reflect ball လေးကိုတက်ပြပြီးတော့နည်းနည်းထိုးပြမှာပဲဖြစ်ပါတယ်ဒါကတော့ reflect ball အပြော့ပါเนาะလက်ပလာနဲ့တော့ထိုးလို့ရအောင်ပြော့ပြောင်းပါတယ်နှစ်ဖူးနဲ့ကိုဖိုင်လောက်အရှည်လောက်ဆိုရပါပြီเนาะဒီလောက်กว่าဝေးဆိုရပါပြီခေါင်းပတ်ကျိုးမှာပါတဲ့တန်ခွဲမှာရှီရမှာဖြစ်ပါတယ်เนาะဟိုကခေါင်းအကြီးသေးအချင်းကျက်တက်ကိုနောက်မှလည်းကတ်ခွာပါတဲ့တက်ကိုအဆင်ပြေပါတယ်ဒါကတော့အသေးဆုံးလုံးလေးပါเนาะအသေးဆုံးနဲ့အပေါ့ဆုံးဖြစ်တဲ့အတွက်ကိုထိုးရတော့နည်းနည်းလေးခတ်ပါတယ်ဒီကနေ့စသုံးမဲ့ဆိုတော့နည်းနည်းလေးခတ်တယ်ပေါ့နော်နောက်ပိုင်းကျရင်တော့အဆင်ပြေသွားပါလိမ့်မယ်ဗျာဒါလေးကဒါကျွန်တော်လည်းအလေးချင်းဖြစ်တာကြာရေကျွန်တော်လည်းမနေ့ထိအောင်ထိုးနေရတဲ့ပုံပဲဖြစ်ပါတယ်ဈေးလေးကတော့18000ပါဒါကတော့အလေလက်တန်းစားပေါ့အစောကဘောလုံးနဲ့နည်းနည်းပိုကြီးပါတယ်သူကတော့နည်းနည်းထိုးရတာပိုလွယ်ပါတယ်နော်ဒီကောင်ကတော့ထိုးရတာအလွယ်ဆုံးပါဒီကနေ့အသုံးသင်ဆုံးအလုံးပဲဖြစ်ပါတယ်ဘောလုံးကြီးတော့လက်သီးချက်တွေတိတ်မလွယ်တော့ဘူးပေါ့ဗျာဈေးလေးကတော့18000ပဲဖြစ်ပါတယ်